You okay? Mark ဆိုသူကသူ့ရက်ကွက်ပတ်ဝန်းကျင်မှာနေ့စဉ်သွားလာနေကြအတိုင်းရှောက်လာရင်းနဲ့တင်းញိုင်းချန်စီယိုကိုကားတစ်စီးဖြတ်ပြီးတော့တိုက်ထားတာကိုသတိချမိသွားပါတယ်။သူစရိုက်ကူးလိုက်ရင်းနဲ့မှတ်တမ်းကျင်မိထားတာကတကယ်ကိုထိတ်လန့်စရာကောင်းတာဖြစ်နေခဲ့ပါတယ်။ Damn, man. People gotta learn to slow down. Lucky they didn't hit none of these tombstones. Real lucky. Hello? You alright? You okay? What the hell? What the fuck is going on here? There ain't nobody there. Miss? Hello? Mark ကကားရှိရာစီကိုချင်းကပ်သွားတဲ့အခါကြောချမ်းဝေရအမျိုးသမီးတစ်ယောက်ရဲ့ငိုတံကိုကြားလိုက်ရတာပါ။အဲ့ဒီနောက်သူကားစီကိုရောက်တဲ့အခါငိုတံကရုတ်တရက်ကြီးရပ်သွားပါတယ်။ Mark ကိုဒီဖြစ်ရပ်နဲ့ပတ်သက်လို့ရှင်းပြတဲ့နောက်ဆက်တွဲဗီဒီယိုတင်ပေးဖို့သူ့ဗီဒီယိုကိုကြည့်လိုက်ရသူများစွာကတောင်းဆိုခဲ့ကြပေမယ့်သူကသူကိုယ်တိုင်နောက်ဒီဖြစ်ရပ်နဲ့ပတ်သက်လို့တကယ်ကိုနားမလည်နိုင်ဖြစ်ခဲ့ရတယ်လို့ပြန်ပြောပါတယ်။ဒါပေမဲ့သူဗီဒီယိုအသစ်တစ်ပုဒ်ထပ်တင်ပေးလာပါတယ်။ Well, I finally got an update for you on that cemetery video. They fixed that fence. အဲ့ဒီတင်ញိုင်းဗီဒီယိုကို3နှစ်အကြာတုန်းကရိုက်ကူးထားတာဖြစ်ပြီးတော့ယနေ့အထိ Mark ကသူမှတ်တမ်းတင်မိထားတဲ့ကြောချမ်းစီရာဖြစ်ရက်က100%တကယ်အစစ်အမှန်ဖြစ်တယ်လို့ဆိုပြီးတော့အဲ့ဒါနဲ့ပတ်သက်လို့သူရှင်းပြနိုင်တာမျိုးမရှိဘူးလို့ပြောပါတယ်။ပရိသတ်တို့ရောဘယ်လိုထင်ပါသလဲရှင်